အတိတ်မှာဘာဖြစ်ခဲ့ကြံခဲ့တာတော့ကြံခဲ့ပြီပေါ့ပြီးခဲ့တာတွေနဲ့ပတ်သက်လို့အမှန်တရားကိုမှန်ထားပြီးနှလုံးသားမှာအမုန်းပွားရင်အရှုံးများတာလေကိုယ်ပဲဖြစ်မှာပေါ့ခံစားနေလဲရံများတာပဲလေတရားရောက်ကိုမုန်းလိုက်လို့ကိုယ်လည်းအကျိုးရှိသူလည်းအကျိုးရှိသွားမယ်ဆိုရင်တော့မုန်းသိရင်မုန်းရမှာပေါ့အမုန်းဆိုတာအကျိုးရှိဖို့ထက်အရှုံးကိုပဲဖြစ်စေတာမဟုတ်လားတရားရောက်နဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်တခုနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်သိပြီးခံစားနေရတယ်ဘလို့မှကိုဖြေဖြောက်လို့မရအောင်မကြင်မနှက်ချက်တွေများနေရတယ်ဆိုရင်ကိုယ့်ဘက်ကပဲအပြီးဖြတ်လိုက်ပေါ့တန်တရာအဆက်ဆိုတာကိုဖြတ်မှပြတ်မှာလေဘာတိကြောင့်ပဲဖြစ်ဖြစ်ကိုမကြင်နှက်လို့ကိုယ့်ဘက်ကပြန်တုံ့ပြန်ရင်လည်းတန်တရာကရှင်းနေကြအောင်မှဆိုတော့များမကြင်နှက်လေမြန်ဖြတ်နိုင်အောင်ကြိုးစားလေဆိုရင်အဆုံးသတ်လည်းမြန်မှာပဲပေါ့ဒါကြောင့်ဖြစ်ပြီးခဲ့တဲ့ကိစ္စတွေမှာဘယ်သူကြောင့်ဘာကြောင့်ဆိုတဲ့လက်ညှိုးတွေကိုဘေးဖယ်ဘဝတန္တရာခရီးမှာအကျွေးတွေမတည်ကျင်တော့ဘူးဆိုရင်ကိုကစပြီးတော့ဖြတ်လိုက်ပါအပြစ်တွေလည်းမတည်အချစ်တွေလည်းမလွယ်တော့ပဲတန္တရာခရီးဒီဘဝမှာပဲအပြီးထားလို့အဆက်မှန်သမျှဖြတ်လိုက်ကြဖို့ပဲပေါ့